တကယ်ချင်းတော့စိုက်ပျိုးထားတဲ့အပင်တွေမှာအသီးအပွင့်မတင်ဘူးပေါ့နော်အသီးတွေကျွေးကြရတယ်အပွင့်တွေကျွေးကြတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနီလန်းလေးကိုလိုက်လုပ်ကြည့်လိုက်ပါလို့ဒါကတော့ပတ်စံတပြားမှမကုန်မဲနဲ့ဒါထိရောက်တယ်ပေါ့နော်အသီးအပွင့်အတွက်အားဆေးလည်းဖြစ်တယ်ပြီးလို့ရှိရင်ပိုးမွားကြရောက်ဖို့အတွက်ကာကွယ်တဲ့ဆေးလည်းဖြစ်တယ်ပေါ့ဆေးတော့မဟုတ်ဘူးဗျာကျွန်တော်တို့ရှေ့မီယိုးဖလာရှေ့လူကြီးတွေသုံးခဲ့တဲ့ဒါကတော့တစ်သားပြားတွေပဲဖြစ်ပါတယ်တစ်သားပြားတွေကိုပက်ပေးခြင်းဖြင့်သူ့မှာရှိတဲ့ကယ်လ်ဆီယမ်ဓာတ်ကတော့အသီးအပွင့်ကိုအားပေးပြီးတော့သူ့ရဲ့မှာရှိတဲ့ဒီဓာတ်ပစ္စည်းတစ်ခုကပဲဒါပိုးမွားတွေကိုကာကွယ်ပေးတဲ့သဘောပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီခရမ်းကျင်ပင်တွေမှာပိုးလည်းမကြအောင်အသီးအပွင့်လည်းတင်အောင်လို့ပြာကိုသုံးပေးပါတယ်ပြာတွေကိုကျွန်တော်ပက်ပေးတာပေါ့နော်ပြာတွေကိုကျွန်တော်နှံ့စမ်းအောင်ဒီအခင်းမှာရမက်ဆက်ဆက်ပက်ပေးမယ်မိုးလေးကလည်းဖွဲချင်းနဲ့ရွာပေးမယ်ဆိုရင်တော့အယောင်ပဲကောင်းပါတယ်လို့ဒါပတ်စံမကုန်ပဲနဲ့အလွယ်တကူသုံးလို့ရတဲ့ဒါလေးလန်းလေးပဲဖြစ်ပါတယ်ကျွန်တော်စိုက်ထားတဲ့ပြင်လေးတွေမှာပြပက်တယ်ပေါ့ဗျာငွေချင်းတို့ကုန်ကြနဲပြီးတော့ထိရောက်နဲ့ဒါအသီးအပွင့်အားစေးလဲဘာဖြစ်သွားမလဲဆိုပြီးကျွန်တော်စကွာနီလန်းနေမေးနေတွေ့တဲ့ဒီနီလန်းလေးကလည်းနီလန်းကောက်တစ်ခုပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီပြာကိုပဲကျွန်တော်ရေစိမ်ပြီးတော့ဖြန်းလို့ရတဲ့ဗီဒီယိုလေးရှိပါတယ်ကျွန်တော် profile နဲ့မတင်ထားရှိပါတယ်အသေးစိတ်ကလေးသိချင်တော့အဲ့ဒီ profile နဲ့ဝင်ပြီးတော့ပြာရေစိမ်တဲ့ဗီဒီယိုလေးကိုကြည့်လိုက်ပါအခုတော့ကျွန်တော်ဒီအပင်တွေကိုပတ်လိုက်ပါအောင်